အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ရဲ့အားနည်းလာပါတယ်ဆိုတဲ့အဓိကဇာတ်ကောင်ဆောင်းဂျင်တို့တယောက်တေပေးကနေဘလို့ရုံထွက်ပြီးစွမ်းအားတွေရလာမလဲဆိုတာကိုပြောပြသွားမှာပါဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပြီး like subscribe လုပ်ပေးဖို့မမေ့နဲ့အောင်နော်ပြီးခဲ့တဲ့ရက်ပိုင်းကပဲခြေပြက်လက်ပြက်နဲ့တေလူနီးပါးဖြစ်ခဲ့တဲ့ကြံဦးတယောက်ဆေးရုံကရင်ပေါ်မှာလက်နိုးလာခဲ့ပါတယ်စမ်းကြယ်တာကသူ့ရဲ့ဒဏ်ရာတွေအားလုံးဟာဘာမှမရှိခဲ့သလိုပျောက်ကင်းနေတာပါပဲသူကအိမ်မက်မက်နေတာလို့ပဲထင်နေခဲ့တာအဲ့ဒီအချိန်မှာပဲဟောင်းတော့အဖွဲ့စည်းကလူ2ယောက်ရောက်လာပြီးသူသတိမိနေတာ3ရက်ရှိပြီဖြစ်ကြောင်းနဲ့ကယ်ဆယ်ရေးအဖွဲ့ရောက်ချိန်မှာဘာနဲ့ကုန်းမှမရှိတော့ပဲကြံဦးတယောက်တည်းပဲလဲနေတာကိုတွေ့ရတယ်လို့ပြောပါတယ်သူတို့ကကြံဦးကိုဒုတိယအကြိမ်နိုးထမှုဝိုက်ကနေဖြစ်ပြီးrank ကဒါမှမဟုတ် rank စားတဲ့ဖြစ်သွားပြီလားဆိုပြီးစွမ်းအားတိုင်းတာဆက်နဲ့စမ်းသက်ကြည့်ခဲ့ကြပါတယ်။ဒါပေမဲ့စမ်းသက်မှုရလဒ်ထွက်လာတဲ့အခါမှာတော့စွမ်းအားက10ပဲရှိပါသေးတယ်။အနည်းဆုံး rank ဟာတောင်စွမ်းအား80ရှိတာမို့ဟာတော့အဖွဲ့ကလူတွေဟာစိတ်ပြက်လက်ပြက်နဲ့ပြန်သွားခဲ့ကြပါတယ်။သူတို့2ယောက်ထွက်သွားပြီးတဲ့နောက်မှာတော့ကြံဝူးကဒီအပြာရောင် notification box တွေကိုသူတယောက်တည်းပဲမြင်နိုင်မှန်းသိလိုက်ရပါတယ်။ဒီစနစ်ကသူ့ကိုအစွမ်းထက်လာအောင်လေ့ကျင့်ပေးမဲ့ player system ဖြစ်ပြီးပေးထားတဲ့ quest တွေကိုမလုပ်ရင်အပြစ်ပေးခံရမယ်လို့စာတမ်းပေါ်လာပါတယ်။ကြံဝူးမျက်လုံးဖွင့်လိုက်တဲ့အခါတဲကန်နာယာကြီးတွေရောက်နေပြီးသူ့နောက်မှာအာကာသ monster ကန်နုကောင်ကြီး Gin Centipede ကလိုက်လံတိုက်ခိုက်ပါတော့တယ်။အပြစ်ဒဏ်ကတော့ဒီ monster ဘေးကနေ4နာရီကြာအောင်အသက်ရှင်အောင်ပြေးရမှာပါ။တေလူမတက်4နာရီလုံးပြေးပြီးအချိန်စိတ်ခါနီးမှဆေးရုံခန်းထဲကိုပြန်ရောက်လာပြီးမောဟိုက်ကသတိလစ်သွားခဲ့ပါတယ်အဖြစ်ပေးခံရပြီးနောက်ကြံဝူးဟာတာဝန်တွေကိုတရက်မှမပြတ်ဘဲတည်တည်ချာချာလှုပ်ဆောင်ပြီးစွမ်းအား level တွေမြင့်တင်ခဲ့ပါတယ်တရက်မှာတော့တာဝန်ပြီးဆုံးလို့ရတဲ့စုအနေနဲ့လှုပ်ဝက် dungeon တော့တစ်ချောင်းရခဲ့ပြီးမြေအောက်ယထာဘူတာတစ်ခုကလှုပ်ဝက် dungeon ထဲကိုသူဝင်သွားခဲ့ပါတယ်ဒါပေမဲ့သူဝင်သွားတာနဲ့ယထာဘူတာတကားကကွဲအပ်ပိတ်ဆို့သွားပြီးအပြင်ကလူတွေကသူ့ကိုမမြင်ရတော့ဘဲ boss ကိုမနိုင်ရင်ပြန်ထွက်လို့မရတော့ပါဘူးdungeon ထဲမှာပဲအရင်ကသူ့ကိုဒုက္ခပေးခဲ့ဘူးတဲ့ goblin 3ကောင်နဲ့ရင်ဆိုင်ရပြီးစွမ်းအားတွေတက်လာတဲ့ကြံဝူဟာသူတို့ကိုအပြတ်ရှင်းပစ်နိုင်ခဲ့ပါတယ်သူတကယ်ပဲတမလာပြီလို့ဝမ်းသာနေတော့မောင်မိုက်နေတဲ့လှိုင်ကောင်းထဲကနေတမဏိဆွဲတွေရှိတဲ့မျက်လုံးနီဝန်ပွလွေဆိုးကြီးတစ်ကောင် steel fence လိုက်ခံပြေးထွက်လာပြီးကြံဝူရဲ့လက်နက်ကိုတစ်ချက်တည်းနဲ့ဖျက်ဆီးပစ်လိုက်ပါတော့တယ်ဒီတစ်ခါမှာတော့သူ့ကိုကုသပေးမဲ့ဆရာဝန်လည်းမရှိကယ်မဲ့သူလည်းမရှိပါဘူးလက်နက်လည်းမရှိတော့တဲ့ကြံဝူးတယောက်ဒီကြောက်မက်ဖွယ်ဝန်ပလွေကြီးကိုဘလို့နိုင်ယူပြီးအသက်ရှင်အောင်ရုံးထွက်မလဲဆိုတာနောက်ပိုင်းမှာဆက်လက်ဆောင်မျှော်ကြည့်ရှုပေးပါဦးခင်ဗျာဗီဒီယိုလေးကိုသဘောကျရင် like subscribe လုပ်သွားဖို့မမေ့နဲ့အောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်